ကျွေးလုံးစည်းတော်မြတ်ကြီးဟာရန်ကုန်တိုင်းတကုံမြို့နယ်တိမ်ငုတ်တရကုန်းတော်ထက်မှာတည်ရှိပါတယ်။ပင်လယ်ရေမြင့်တစ်ပြင်အထက်ပေ190 60မီတာမြင့်ပါတယ်။ညံတော်အမြင့်326ပေ100မီတာခန့်ရှိပြီးဘုဒ္ဓဂါမြေဟာ114ဧက46ဟက်တာကျယ်ဝန်းပါတယ်။ရေမြင့်တော်ရဲ့အကျယ်ဝန်းဟာ14ဧက6ဟက်တာကျယ်ဝန်းပါတယ်။မဟာတက္ကီ103ခုနှစ် BC 600ခန့်မှာဂေါရမဘုနောက်မှာနော်အဲ့ဒါပြရတာဒီများရင်လည်းဒီချက်ပါပုံစုံလေဟုတ်ကဲ့